Hello မင်္ဂလာပါဒီချွေချိန်ပါရှင်ဒီနေ့ကျမစီကိုမိဘတော်တော်များများဆွေးနွေးကြတဲ့ဒီ GED လား IPCS လားဆိုတဲ့အချက်ကလေးကိုကျမဒီဗီဒီယိုလေးကနေအချင်းချင်းရှင်းပြချင်ပါတယ်ဒီ GED ကကြတော့ကျမတို့အထက်တန်းအောင်လက်မှတ်အဆင့်နဲ့ညီမျှပြီးတော့ IPCS ကကြတော့ဒီ Grade 10 11အဆင့်နဲ့ညီမျှတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ High GCSE ပြီးသွားရင် Foundation ဓမ္မမို့ A level ပေါ့နော်ဒီ Grade 12 30နဲ့ညီမျှတဲ့အဆင့်တွေကိုပြန်ပြီးတော့ဖြည့်ဆို့ပြင်ဆင်ရတယ်ပေါ့နော် GED ရဲ့အားသာချက်တစ်ခုကတော့16နှစ်ကျော်ရင်ဖြည့်ဆို့လို့ရပြီးတော့လေးဘာသာပဲဖြေရတာဖြစ်တဲ့အတွက်ကြောင့်အချိန်တိုအတွင်းမှာကျမတို့အထက်တန်းအောင်လက်မှတ်ကိုရနိုင်တယ်အားနည်းချက်ဆိုရင်တော့သူက US base ဖြစ်တဲ့အတွက်ကြောင့် US နဲ့ဒီ Thailand နဲ့အချို့နိုင်ငံတကာတက္ကသိုလ်တွေမှာပဲလက်ခံနေပေါ့နော် ranking မြင့်တဲ့ဥမာ UK တို့ Australia တို့ Singapore တို့အဲ့လိုထိပ်တန်းတက္ကသိုလ်တွေမှာကြတော့ GED ကိုဓာတ်ရိုက်လက်ခံမှုအတွက်ကတော့သူတို့အခက်အခဲအခြေအနေတစ်ခုရှိတာပေါ့နော်ဒီ IGCSE မှာကြတော့သူကကဘာတဝမ်းကအတိအမှတ်ပြုတဲ့ဒီအခြေခံပညာရေးစနစ်ဖြစ်တယ်ပေါ့နော်ဒီ foundation တက်ရတာလေးတစ်ခုပဲသူကအချိန်ပိုကုန်သွားတယ်ပေါ့နော်အဲ့ဒါလည်းအချိန်ကုန်သွားတယ်လို့မတွေးဘဲနဲ့ပိုသွားမဲ့တက္ကသိုလ်အတွက်ခိုင်မာတယ်လို့တွေးရင်တော့အဆင်ပြေပါတယ်ရှင်